ပြောနေတဲ့ဒီ exotic ဆိုပြီးတော့သုံးနေကြတယ်ဟာဒီ exotic ဆိုတဲ့အဓိပ္ပာယ်ကိုရအောင်ပါဒီ definition ရအောင်ပါဒီ video တွေမှာပုံလာတဲ့အရာမျိုးတွေပြောတာဟုတ်ဒါပေမဲ့ပုံလာတော့ဖြင့်သူ့ရဲ့ဟာကိုဒီ botany batch တွေမှာအများဆုံးသုံးကြရှိတယ်ပြီးတော့အခုအားလုံးတောင်းနေကြတဲ့ဝီရင်ဟိုတစ်တွေတောင်းနေကြတဲ့ဒီ grass တွေအောင်လို့တွေအခုတက်ပေါ်လာတဲ့ဒီ local တွေindoor hydroponic အဲ့ဒီတွေမှာဗာပြီးတော့တော့ exotic ဆိုပြီးတော့ထပ်ပြောတဲ့ဟာကိုသူက royal နဲ့ရောင်းချတဲ့လူတွေက exotic တက်တော့ကျွန်တော်ကအဲ့မှာရန်ပေါ်ပြီးဆိုဘာကို exotic လို့ပြောတာလဲဆိုတာကျွန်တော်ပြောကြဆိုတော့အဲ့ဒီ exotic ဆိုတာကဒီတိုင်း fancy ပေးတာလားကိုယ့်ရဲ့ပစ္စည်းရောင်းအောင်အတွက်ဒီလူကြိုက်များအောင် high အနေနဲ့ထည့်ပြီးခြင်းမရဒီဟာရဲ့ exotic ဖြစ်လာတဲ့ပုံမှာ genetic မျိုးရိုးတွေပြီးသွားလို့ရှိရင်ဒီစိုက်ပျိုးရေးနည်းပညာတွေအများကြီးနဲ့ပတ်သက်ပြီးတော့မှဒီ exotic ဆိုတာပေါ်တိုင်းမပေါ်တိုင်းမှာသွားတယ်။နောက်ပြီးဒီ breeder ပုံကြီးရှိတယ်။ breeder ပုံကြီးရရင်ကျွန်တော် strain တွေထွက်တယ်။တို့မျိုးတွေဆက်ထားတာပေါ့။နောက်ပြီး greenhouse genetic compound copycat handball 420 fastback royal queen တို့ကတို့ကိုပိုင် train နေတယ်တို့မျိုးပိုင်းတွေသူတေချာရှာပြီးတော့ language တွေရိုင်းတစ်စင်နှစ်တွေနဲ့ကြီးပြီးတော့ရှားပြီးမျိုးတွေကိုဆက်ပြီး genetic တွေအများကြီးထွက်လာအဲဒီမှာတို့ဒီအခုလက်ရှိဒီ legal cannabis လောကမှာကြတော့ဒီ69%တော့ strain တွေအကုန်လုံး hybrid တွေ sativa donna indica donna ဒါနောက်မှာအကုန်လုံးက language strain တွေဒီကအရင် raw ဖြစ်တဲ့ဒီ genetic တွေအားလည်းစင်နေနေပုံပြီးနေတာလေဒီ sour ဒီ generation နဲ့နောက်ပိုင်းကျတော့ပုံပြီးများလာတဲ့ generation ဖြစ်လာအဲဒီပေါ်မှာတို့တွေကဘယ်လို genetic တွေကို breed လုပ်တယ်ကျွန်တော်တို့ပုံမှန်ပြပုံသားကိုပေးနေတဲ့ site ကကြာမယ်မဟုတ်တို့တွေကလက်နေနဲ့ကောင်းသားကြီးတွေနဲ့တသေးရဲ့တေချာတက်ကြွတဲ့ technician တွေနဲ့ပေါင်းပြီးတော့တို့တွေက issue ကကြာနေတဲ့တေချာတစ်ခုနဲ့တစ်ခုကိုပေါင်းပြီးတာ reverse ပဲသွားရှေ့ကိုပဲသွားနောက်ကိုပဲသွား generation တွေတော့အကုန်တို့ကပြန်လို့ရတယ် level တွေရှိတယ်အဲ့တော့အချိန်တွေကိုလည်းဖြတ်လိုက်လို့ရတယ်ဟိုတော့ဒီစိုက်ပျိုးရေးကာလတွေအေးကားတွေကိုလည်းသူကကြော်ပြီးတော့သွားလိုက်လို့ရတယ်အဲ့တော့ဒါ genetic compound တွေတစ်ခုထွက်အဲ့ genetic compound တွေတစ်ခုပေါ်မှာအဲ့စိုက်လိုက်လို့ဖြစ်လာတဲ့ပုံမှာပမောင်းချက်ရီးကောင်းရတယ်ထွက်တော့ potency အရာတာဒီ potency THC ကိုဘာလို့ဒါပင်းဆိုအဲ့ potency ကောင်းရတယ်ပြီးတော့ဒီ vibrant အရန်ဖြစ်ရတယ် color ဒီ visually color တွေရော vibrant အရန်ဖြစ်လာ vibrant ကလည်းခြုံတက်လာတာပါတာပြီးတော့အနက်အရန်ပြင်းထန်သွားပြီဆိုလို့ရှိရင်အဲ့ဒီကောင် extreme ကိုကျွန်တော်တို့က exotic weed ဆိုပြီးတော့ကျွန်တော်တို့ကဆိုင်ဆောင်ဖို့တက်လိုက်နေတယ်ဒီလိုမျိုးနဲ့ top chat နဲ့ same top chat ဒီ design တွေအားလုံးကသူ့ရဲ့ design ပေါ်မှာရှေ့တန်းထုတ်ထားတဲ့ weed ကို top chat ကိုသတ်မှတ်လို့ရှိတယ်အားနဲ့ပဲ greenhouse ကိုပဲတင်နေပါပြီသူတင်ထားတဲ့ top chat အဲ့တော့ top chat weed ဆိုပြီးပြောတာပေါ့ကျွန်တော်ပြောတာအိပ်ပြောနားလဲဟုတ်ပြီအဲ့လို genetic ကုမ္ပဏီတွေရှိရဲ့တဲမှာ exotic genetic ဆိုတဲ့ကုမ္ပဏီရှိတယ်အဲ့ကုမ္ပဏီကနေထွက်လာတဲ့ breed အဲ့ genetic strain တွေအကုန်လုံးဒီ exotic weed ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်လို့ရှိတယ် technically ရဒါပေမဲ့ genetic weed တွေကြတော့အဲ့ခုနလိုမျိုးကျွန်တော်ပြောတဲ့ဒီ aroma တို့ဒီ visualization potency yield ပြီးသွားလို့ရှိရင်လူတွေအတွက်ကြောက်လည်းဒီဟိုကျမ်းမာရေးပေါ့ဒီပင်ရဲ့ကျမ်းမာရေးဒီပိုးမွားတွေကိုကြက်ခံနိုင်လားဟိုတန်းတွေကိုကြက်ခံနိုင်လားအဲ့ဒါတွေအကုန်လုံးပေါင်းထုတ်ပြီးသွားတော့မှဒီတော့ဒီဟောဒါဒီ exotic အနေနဲ့တတ်မှတ်ခွင့်ရှိတယ်ဆိုပြီးတော့ဟွာဟိုလိုမျိုးဟိုချီစားပဲစားသွားပြီးတော့အခုရှားလာတိုင်းကို exotic ဆိုပြီးတော့တတ်မှတ်ပိုင်ခွင့်ရှိတယ်ကျွန်တော် exotic wheel ယူပြီးတော့ကျွန်တော်စိုက်တဲ့ဟာလည်းပုံဒီလေးရဲ့ဥပမာပြအောက်လို့ဆိုင်အနေနဲ့ချီကြတယ်အောက်ပြည်လာ greenhouse တွေတိုင်းတာသူ indoor တွေတိုင်းတာသူ hydroponic သူ့ရဲ့ level မျိုးစိုက်ရင်းစိုက်ပုံပတ်စံအကုန်ကြောက်ပုံမှာမူပြီးတော့အကုန်လုံးအောင် right ဒီ hydroponic ကကြတော့ဘာကောင်းတာလဲဆိုတော့သူက content အလဲဆိုအမြင့်ဆုံးတင် tracking လာပြီးတယ်သူကဒီ exotic weed strain ကိုစိုက်တယ်ဆိုလို့ရှိရင် indoor hydroponic system နဲ့စိုက်လိုက်တဲ့ခြင်းအပြင်ဒီကောင်းရဲ့ content ကပို့ပြီးတော့ကြီးမားတဲ့အတွက် exotic weed ဆိုပြီးတော့ဒီကောင်ကခေါ်လို့ကောင်းလို့ရဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ကဆိုင်ရဲ့ရှင်းဆုံးလမ်းမှာတင်လိုက်တော့မှအဲ့ဒါကိုကျွန်တော် top chef လို့ခေါ်သူ level standard ရှိတယ်ဒီတိုင်းကိုချီပိုတီဘောကို exotic ခေါ်ဝင်ရှိအဲ့တော့သူရဲ့ပတ်တိုင်ချာဒီ trigon လာတာဒီ trigon ကြီးပြည့်သိမ့်မှုတွေခုနကပစ္စည်းလာတာတွေအကြောင်းကြီးဒီနန်းတွေအကုန်လုံးကြည့်ပြီးချုပ်ပြောတော့ပါ okay တရားဒီ exotic level သွားနိုင်တယ်ဒါကြီးလို့အရင်တော့ strain တွေတော့မလောက်အခုနောက်ပိုင်း strain တွေဒီခဏလို hybrid society ဖြစ်လာပြီဆိုတဲ့အတွက်တော့ strain တွေပုံပုံကသူက vibrant ဖြစ်လာတာပဲဒါပေမဲ့ကိုယ့်ရဲ့ဒီအနေထားနေချကိုပြန်ကြည့်ပြီးတော့ဒီ exotic ခေါ်တိုင်းဆိုပြီးတော့အားတိုင်းရတိုင်းတော့ခေါ်တယ်ကျွန်တော်လည်း exotic ဆိုပြီးတော့အားပြောမရအောင်
နော်အားလုံးကိုသိစေချင်လို့ပြောတာပါမဟုတ်ရင် PR တော့လည်းကောင်းတယ်